ကျွန်တော်မှာအဝေးကအတန်တွေကိုအနီးကပ်ကြားနိုင်တဲ့ထူးခြားတဲ့စွမ်းရည်တစ်ခုရှိပါတယ်။လေလိုင်းကြီးလေငါးစေးကြီးလေပဲပြန်လာခဲ့။အခုပြန်ရမယ့်အချိန်ပဲဒီနေ့အမျက်ခွဲဝေမှုကတော့တေချာပေါက်မစိုးနိုင်ဘူး။ဒါကပါလေ။နှစ်ချုပ်အပိုးစုကြီးလေမင်းရဲ့အမျက်ခွဲဝေမှုကရွှန်း8000ပဲတပြားမှမလျှော့ဘူး။ဒီနေ့စုစုပေါင်းအမျက်ဘယ်လောက်ရလဲ။အဲ့ဒါကိုဘာလို့မေးတာလဲ။ကဲမင်းကိုပြောပြလဲပြဿနာမရှိပါဘူး။အသက်တင်မြက်ကရွှန်းတန်းကို38,000ထားပေမဲ့မင်းကဒါကိုပဲကြည့်လို့မရဘူးလေ။တင်မောတန်ဖို့ရှော့တွက်တာဒီဇယ်ဖို့ရေခဲရိုက်တာလျှက်စစ်ဖို့ထောက်ပံ့ပို့ဆောင်ရေးနဲ့စိတ်ကန်းကဆက်ဆံရေးထိန်းသိမ်းခါတွေမင်းကို8000ပေးတာတော့ငါပို့တွက်ပေးထားတာငါဒီနှစ်ပင်လေတဲ့အချိန်90ထွက်ခဲ့တယ်အဲ့ဒီတော့ဘာဖြစ်လဲမင်းပင်လေတဲ့ဘယ်နှချိန်ထွက်ခဲ့လဲမင်းစကားကဘာသဘောလဲဖောက်တီကငါဖောက်တီလမ်းကြောင်းကငါလမ်းကြောင်းအားလုံးကငါကိုယ်တိုင်ညှိနှိုင်းထားတာမင်းကအလုပ်ကျန်းလုပ်တဲ့သူတက်တက်ပဲနားလေလားတင်မုံမောင်းတာပိုက်ကွန်ချတာပိုက်ကွန်သိမ်းတာတွေကိုစိတ်ကန်းကဘသူ့ကိုမစိုးဆွဲခေါ်လာပြီးခိုင်းလို့ရတယ်အပြင်မှာအလုပ်လုပ်ရင်တလားမှပတ်စံအနေငယ်ပဲရတာငါမင်းကိုပေးထားတာတင်မောကပရင်ရဲ့လစာနှုံထားပဲသူကဒါကိုတင်မောကပရင်လစာလို့ခေါ်တယ်ပေါ့ငါပင်လေထဲမှာတစ်နှစ်ပတ်လုံးမျောပါနေပြီး၃ချိန်တိုင်တိုင်တေးလူမျောပါဖြစ်ခဲ့ရတယ်သူကတော့ကမ်းပေါ်မှာထိုင်ပြီးငါတို့လက်ဖက်ရည်တောက်ရင်တန်းကိုသိန်းကိုယူသွားတယ်ဒါဆိုရင်ငါဘာသာငါပဲကပရင်လုပ်တော့မယ်ဟုတ်မင်းဘာတွေရှောက်လုပ်နေတာလဲအောက်မှာဝစ်ပြီးဘာကြည့်နေတာလဲဦးလေးကျိုးဒီတင်မောရဲ့ကြောရိုးပြင်ကတင်မှာမဟုတ်လားမင်းကောင်လေးကဒါကိုတောင်နားလေသားပဲဟုတ်တယ်60ကျော်နှစ်တွေကတစ်ဟောင်းတွေပေါ့အဲ့ဒီတုန်းကသုံးနာတွေကအကောင်းစားတစ်သားစစ်တွေတင်မောကြောရိုးကမဆွေးသေးဘူးတင်မောနေရန်ကလည်းကြန့်ခိုင်နေတုန်းပဲအပြင်ဘက်ပြင်ချက်တွေပဲဆွေးနေတာအလွှာတစ်ခုလဲလိုက်ရင်ရပြီဒီတင်မောကိုကျွန်တော်ယူမယ်နေဦးဒီတင်မောကပြစ်ထားတာ9နှစ်10နှစ်ရှိပြီငါလည်းထင်းစင်အဖြစ်ပဲသုံးနေတာမင်းဒါကိုဝယ်သွားပြီးဘာလို့မလို့လဲချင်းခုတ်မလို့လားရွှန်9000ယူလိုက်ပါဦးလေးကျန်တာကိုတော့ကျွန်တော်ပစ္စည်းဝယ်ပြီးပြင်ဖို့ခြံထားလိုက်မယ်ပြင်ပြီးရင်ရေထဲချလို့ရပြီငါမင်းစီကဒီပတ်စံကိုယူရတာစိတ်ထဲမကောင်းဘူးကွာဒီတင်မောတကယ်ရေထဲချရင်မနစ်မှမကြောက်ဘူးလားမိနစ်ကတော့ကျွန်တော်ဘာသာကျွန်တော်တာဝန်ယူပါမယ်ဦးလေးကိုတခုပဲအကူအညီတောင်းချင်ပါတယ်ကျွန်တော်ကိုငွေရပြေစာလေးတစ်စောင်ရေးပေးပါရတယ်ငါရေးပေးမယ်လူငယ်တွေကတော့တတိတကယ်ကောင်းတာပဲသူကပြောတယ်ကျွန်တော်မှနီးပညာပိုင်းဆိုင်ရာတန်ဖိုးမရှိဘူးတဲ့စိတ်ကန်းကဘသူ့ကိုမဆိုခေါ်ပြီးကျွန်တော်နေရာမှာအစားထိုးလို့ရတယ်တဲ့ကောင်းပြီးဒီနေ့ကစပြီးကျွန်တော်ရဲ့ကိုယ်ပိုင်တင်မောကိုယ်ပိုင်နီးပညာနဲ့သူမြင်အောင်ပြပေးရတာပေါ့တင်မောပြင်ပြီးသွားပြီးနှစ်သက်ကူတော့မယ်အဲ့ဒီအိမ်ကိုငါပြန်တင်သလားတတိအချို့ဝယ်သွားရအောင်လက်ပလာနဲ့တော့ပြန်လို့မဖြစ်ဘူးနားတော့အတန်မပေးဘူးအရက်ငယ်မင်းပါသားမင်းတစ်ခွက်ငှက်လိုက်နှစ်သက်ကူကြီးမှာအဖေကျွန်တော်အစာအိမ်မကောင်းလို့အရက်ဖြူမတောက်နိုင်ဘူးယောက်ျားရင်မကြီးပဲမင်းအကိုမင်းရွယ်တော့ကဆိုဦးလေးရဲ့အဲ့ဒီနရွက်ကလှုပ်လို့ရလားကျွန်တော်တငယ်ချင်းကပြောတယ်ဦးလေးရဲ့နရွက်ကကာတွန်းကားတွေကနတ်တက်ငယ်တွေလိုပဲဟိုဒီလှည့်လို့ရပြီးအဝေးကြီးကအတန်တွေကိုကြားနိုင်နေဆိုတာတကယ်ပဲလားဘာနတ်တက်ငယ်လဲရှောက်မပြောနဲ့ဦးလေးရဲ့နရွက်ကိုကြည့်ချင်တယ်အကြီးကြီးပဲတော်ပြီးထမင်းစားဆူဆူညံ့ညံ့မလုံးနဲ့ဘာလို့ကြည့်လို့မရရမှာလဲသူတပားမမြင်ရက်စရာလည်းမဟုတ်ပဲသူများနဲ့မတူယုံလေးတင်ပါကံကြမ္မာအရပါလာတာမို့ဘသူ့ကိုမှအပြစ်တင်လို့မရပါဘူးဒါနဲ့အာဖုန်းနှစ်တက်ကူပြီးရင်ငါတို့အိမ်ကကားပါကင်နေရတက်တန်းကုန်ပြီးနောက်တစ်နှစ်ထပ်တိုးမလားတစ်နှစ်ကို2800ပြီးတော့ကားကိုလည်းတခါတည်းလဲလိုက်ရအောင်မော်ဒယ်အစ်တစ်ခုသဘောကျနေတာအပီးစီးရွန်3သိန်းကျော်ပဲတကယ်လားဒါဆိုအိမ်အလှဆင်မဲ့ကိစ္စကောတခါတည်းလှုပ်လိုက်ပေါ့ဒီနှစ်အများကြီးရှာနိုင်တာပဲဒီလောက်လေးကတော့ဒါမှငါသားကွာအာဖုန်းကတကယ်အားကိုးရတယ်ငါဒီတသက်မင်းကိုငွေရကြိုးနဲ့ပြီးဒါနဲ့အဟောက်မင်းအမျက်ခွဲဝေမှုတွေအားလုံးသုံးပစ်ပြီးပါဝယ်လိုက်လဲဆိုတာကြားတယ်နော်သူတင်မောတစည်းဝယ်လိုက်တာလေးဇာတိရွာက9နှစ်10နှစ်လောက်ပျက်စီးနေတဲ့တင်မောအစုပ်ကြီးကိုရွှန်9000ပေးပြီးဝယ်လိုက်တာအဲ့ဒီတင်မောလားငါဖြတ်သွားရင်တော့တန်ဆူးမှာကြောက်လို့ပတ်သွားတာအဟောက်မင်းအဲ့ဒါကိုဘာလို့ဝယ်တာလဲပြင်ပြီးရင်ကို့ဘာသာပင်လေထဲထွက်မလို့ကို့ဘာသာပင်လေထဲထွက်မယ်ဟုတ်လားမင်းတယောက်ထဲလားမင်းကငါဖမ်းတာကိုကလေးကစားစရာအောက်မိနေတာလားမင်းအကိုဘယ်နှစ်တောင်လုပ်ခဲ့ရလဲအခုလိုလမ်းကြောင်းနဲ့ဖောက်တယ်တွေရဖို့မင်းတင်မောအစုပ်တစည်းနဲ့လူတယောက်တည်းကဘာလုပ်နိုင်မှာလဲမင်းတကယ်လုပ်ချင်ပြန်လာပြီးငါ့ကိုပြောလိုက်ရင်ရတာပဲဘာလို့ပတ်စံကိုအလဟတ်တက်ဖြုံးနေတာလဲအဲ့ဒီတင်မောကတော့အမှန်တိုင်းပြောရရင်ငါထင်းဖြစ်သုံးဖို့တောင်နေရာပုတ်တယ်ပြီးတော့အဟောက်မင်းစဉ်းစားဘူးလားမင်းပင်လေထဲထွက်နိုင်ခဲ့ရင်တော့ငါးတွေကိုဘသူစီရောက်မှာလဲငါးတိုင်တွေကိုမင်းသိလို့လားမင်းမအေးခန်းသားရှိလားမင်းမဖောက်တည်ရှိလားငါမင်းကိုပြောမယ်လင်းဟောက်မင်းအဲ့ဒီအစုပ်ကိုစောစီပြန်ရောင်းလိုက်ဘလောက်ပဲရပြန်ယူပြီးရင်မင်းအကိုနောက်ပဲတစ္ဆာရှိလိုက်လို့ဒါကဘယ်ရာထက်မဆိုပိုကောင်းတယ်မင်းရဲ့ဒီအုံနောက်နဲ့ဆိုရင်ကို့ဘာသာလို့ရင်အကုန်ရှုံးပြီးငိုဖို့တောင်မျက်ရည်ကျန်မှာမဟုတ်ဘူးပြီးတော့မင်းရဲ့အဲ့ဒီနှက်ရွက်ကြီးနဲ့မင်းဘာသာမင်းအပြင်မှာဖောက်တည်သွားရှာရင်လူတွေမင်းကိုပထမဆုံးမြင်ချင်းပဲမင်းကသဘောကိုနားလေတယ်မလားငါမင်းကိုစောင်းပြောင်းပြောနေတာမဟုတ်ဘူးစိတ်ယုံသွားပြီးပုံစံနည်းနည်းပြင်လိုက်ပါပတ်စံအများကြီးမကုန်ပါဘူးကျွန်တော်ဝပြီးအရင်သွားတော့မယ်ရက်လိုက်ဦးငါစကားမဆုံးသေးဘူးအဖေနှစ်တက်ကူမှာပျော်ရွှင်ပါစေအကိုနဲ့မကြီးလည်းနှစ်တက်ကူမှာပျော်ရွှင်ပါစေနှရွက်ကိုဖျက်ပစ်လိုက်ရင်ကျွန်တော်ကတရဝါဆန်းမဟုတ်တော့ဘူးလားနှရွက်ကိုမဖျက်ပစ်ရင်တော့ကျွန်တော်ကတကယ်ပဲဘာကောင်မှမဟုတ်တော့ဘူးဒီနှရွက်ကမီတာ200အကွာကငါးအုပ်ရဲ့ဥတီချက်ကိုကြားနိုင်တယ်ဒီလိုင်းတွေကြောက်ဆောင်ကိုရိုက်ခတ်တဲ့ထောင်ချိုးကိုခွဲခြားနိုင်တယ်သူတို့ကဒါကိုပုံပြက်ပန်းပြက်ဖြစ်နေတာလို့ခေါ်ကြပေမဲ့ကျွန်တော်ကတော့ဒါကိုကောင်းချီးလို့ခေါ်တယ်အဟောက်မင်းအိမ်ကနေဒီလောက်စောစောထွက်လာတာလား
အင်းစားပြီးစိတ်နှစ်တကူမှာပျော်ရွှင်ပါစေမင်းအရက်တောက်ထားတာလားမျက်နာကအဲ့ဒီလောက်တောင်နေရဲနေရတာအထဲဝင်ပြီးခဏထိုင်ဦးငါရေနွေးတစ်ခွက်ညှစ်ပေးမယ်မလို့တော့ဘူးကျွန်တော်ပြန်တော့မယ်ဦးလေးလာပြီလားအမေဟင်းတွေအများကြီးချက်ထားတယ်ဦးလေးအကြိုက်ဆုံးတွေလည်းပါတယ်မြန်ဝင်လားအမစိတ်အမားတို့မစားရသေးဘူးလားလဲကမင်းကိုပဲဆွဆောက်နေတာလေငါကမင်းအိမ်မှာစားခဲ့လိမ့်မယ်လို့ပြောတာကိုသူကမယုံဘူးမင်းလာမှာပဲလို့စွပြောနေတာကလေးပဲလေအရက်ကငါကိုယ်တိုင်ချက်ထားတာနှွေးပေးထားတယ်မင်းအစာအိမ်မကောင်းရင်အရက်ဖြူထပ်မတောင်းနဲ့တော့တောက်လို့ကောင်းရင်အများကြီးတောက်ပေါ့တင်မောကောပြင်ပြီးပြီလားပြင်ပြီးပြီပင်လေထဲထွက်မလို့လားတယောက်ထဲလားမင်းတေချာလားအမစိတ်ကျွန်တော်အမကိုကိစ္စတစ်ခုပြောပြမယ်ကျွန်တော်လေလုံးထွားနေတယ်လို့မထင်နဲ့နော်ကျွန်တော်ရဲ့ဒီနေ့ရွက်ကရေအောက်ကငါးအုပ်တွေလှုပ်ရှားတဲ့အတန်ကိုကြားနိုင်တယ်သူများတွေကငါးရှာဆက်ကိုအားကိုးကြပေမဲ့ကျွန်တော်ကတော့နေ့ရွက်ကိုအားကိုးတယ်ဒီအချင်းကိုကျွန်တော်ဘသူ့ကိုမှတခါမှမပြောပြဘူးငါမင်းကိုယုံနေဘာလို့လဲလို့မမေးဘူးလားကျွန်တော်ညာပြောနေတာလို့မထင်ဘူးလားမင်းကလေကြီးလေကျပြောမဲ့လူမျိုးမဟုတ်ပါဘူးမင်းကြားနိုင်တယ်လို့ပြောရင်တကယ်ကြားနိုင်တာပေါ့ငါရဲ့မြောက်နေပင်လေထဲထွက်ရင်ဘေးကင်းအောင်တတိထားဦးပြန်လာရင်အမစီလာခဲ့တော့ဟုတ်ကဲ့ဒီကဘာပေါ်မှာအချို့လူတွေကကျွန်တော်ကိုတတဝါဆန်းလို့ထင်ကြတယ်အချို့လူတွေကကျွန်တော်ကိုစောင့်ကြည့်နေကြတယ်ကျွန်တော်ဒီတတဝါဆန်းကဘာတွေတကယ်လုပ်နိုင်လဲဆိုတာအားလုံးကိုမြင်အောင်ပြပေးမယ်ဒါအဖိုးကိုကြောက်ရဲ့အဲ့ဒီတင်မောဆုပ်ကြီးမဟုတ်ဘူးလားအဲ့ဒီကောင်လေးကတကယ်ပဲပြင်လိုက်တာလားပြင်ပြီးတော့ကောဘာဖြစ်လဲတယောက်တည်းပင်လေထဲထွက်တာကူညီမဲ့သူတောင်တယောက်မှမရှိပဲဘာငါဖမ်းနိုင်မှာလဲလင်းဟောက်မင်းဘာတွေလုပ်နေတာလဲလက်လွတ်ဆန်းမင်းကကိုတိတိကျကျရှင်းပြဆန်းမင်းရဲ့ဒါကဘာသဘောလဲဆိုတာမင်းမမြင်ဘူးလားမင်းကတယောက်တည်းလုံးမလို့လားမင်းဒီတင်မောဆုံနဲ့တယောက်တည်းလုံးမယ်ဆိုတော့မင်းယူသွားပြီလားအကိုမင်းကိုမေးခွန်းတစ်ခုမေးမယ်မနစ်ကအချိန်90ပင်လေထွက်ခဲ့တာမှဘယ်တစ်ခေါက်ကမင်းမောင်းခဲ့တာလဲဘယ်ပိုက်ကွန်ကမင်းချခဲ့တာလဲဘယ်ငါးကိုမင်းရှာတွေ့ခဲ့တာလဲအဲ့ဒါကငါကန်းပေါ်မှာပိုရေးကြီးတဲ့ကိစ္စတွေရှိနေလို့လေမင်းကန်းပေါ်မှာတစ်ဖက်ရီတောက်ဖဲရိုက်အိတ်ခံပွဲတွေသွားနေချိန်မှာပင်လေထဲကအလုပ်တွေကိုအစကနေအဆုံးထိငါတယောက်တည်းလုပ်ခဲ့တာအခုငါကမင်းအတွက်လုပ်ပေးနေရကနေကိုယ့်အတွက်ကိုလုပ်တာပြောင်းလိုက်ရုံလေးတင်မင်းဘာလို့အဲ့ဒီလောက်ဖြစ်နေတာလဲကောင်းပြီဒါဆိုငါမင်းကိုပြောလိုက်မယ်ဒီပင်လေပြင်ရဲ့ငါးတိုင်အေးခန်းကစိတ်ကန်းနေရအားလုံးကငါရဲ့အဆက်အသွယ်တွေကြီးပဲမင်းငါဖမ်းမိရင်ကောဘသူစီရောက်မှာလဲတင်းမိုးပေါ်မှာပဲပုတ်တိုးသွားမှာလားအဲ့ဒါငါကိစ္စပါမင်းလိုကျေးဇူးကန်းတဲ့ကောင်အတောင်ပန်ဆုံသွားပြီပေါ့ဟုတ်လားမင်းကိုဒီလောက်နှစ်တွေအကြာကြီးကျွေးမွေးဆောက်ရှောက်လာတာကိုမင်းကဒီလိုပြန်ဆက်တာလားအဖေသူကျွန်တော်ကိုကျွေးခဲ့တာမဟုတ်ဘူးကျွန်တော်ကသူ့ကိုကျွေးခဲ့တာမင်းပြန်လာခဲ့စမ်းငါရဲ့မြောက်နေပင်လေထွက်ရင်ကိုလန်းကိုသွားကြတာပေါ့အကိုငါတို့ပင်လေထဲမှာတွေ့ကြတာပေါ့သူ့ကိုဂယုမဆိုင်နဲ့တေးပလေးစီသူလက်ပလာနဲ့ပြန်လာပြီးငါတို့ရှေ့မှာဒူးထောက်တောင်းပန်တဲ့အခါကျမှသူ့ရှာကိုကိုက်ဖြတ်ခိုင်းပြီးမှစကားပြောခိုင်းမယ်သူပြန်လာပြီးတောင်းပန်တာကိုစောင့်နေစရာမလိုပါဘူးသူမရှိလဲတင်မောအပြည့်ငါဖမ်းနိုင်နေဆိုတာဒီနေ့ပဲသူ့ကိုမြင်အောင်ပြပေးမယ်အဖေတင်မောပေါ်တက်ဒီနေ့အဖေလမ်းညွန်ပေးဒီပင်လေပြင်ကိုတော့ငါမျက်စိမိတ်ထားရင်တောင်အလို့ရတယ်ကဲအရှိမြောက်ဘက်ကိုမောင်းအဲ့ဒီကြောက်ဆောင်စုံကိုဖြတ်ပြီးနောက်ထပ်မိနစ်40လောက်မောင်းရင်ရွှွန့်တောင်ပြင်တစ်ခုရှိတယ်ငါငငယ်တုန်းကအဲ့ဒီနေရာမှာရွှေငါးကြီးတွေအများကြီးပဲပိုက်ကွန်နဲ့တောင်မဆန့်ဘူးအဖေငါရှာဆက်ပေါ်မှာဘာမှမပေါ်ဘူးအဲ့ဒီဆက်ကမမှန်ဘူးရောက်ရင်သိလိမ့်မယ်ငါရဲ့အတွေ့အကြုံကဆက်တွေထက်ပိုစိတ်ချရတယ်အဲ့ဒီနေရာပဲပိုက်ချလိုက်အလို့ရှင်နောက်တစ်ချိန်ထက်ချကြည့်ရအောင်ရေးစည်းကြအောင်ပြောင်းသွားတာဖြစ်နိုင်တယ်တောင်ဘက်ကို2မိုင်လောက်ထပ်မောင်းရအောင်ဒါကအဖေပြောတဲ့မျက်စိမိတ်ထားရင်တော့အလို့ရတယ်ဆိုတာလားပင်လေကအရှင်လေငါးတွေကလည်းအဲ့ဒီနေရာမှာငြိမ်လေးနေနေတာမဟုတ်ဘူးလွန်ခဲ့တဲ့နှစ်ဆက်တုန်းကတော့ဒီနေရာမှာငါးတွေကြီးပဲအဖေလွန်ခဲ့တဲ့နှစ်ဆက်ကိစ္စကနေနိုးထပါတော့လွန်ခဲ့တဲ့နှစ်ဆက်တုန်းကကျွန်တော်မမွေးသေးဘူးအလို့ရှင်စီကုန်းကနီးမီးဝါလင်းနေပြီးအခုမပြန်ရင်ရှာတွေ့ပြီးအရှိတောင်ဘက်မီတာ300ခန့်ရေအောက်15မီတာကနေ20မီတာကြားမှာရွှေငါးကြီးအုပ်ရှိတယ်။အုပ်စုကမသေးဘူး။သူတို့အတိုက်စီပြန်နေကြတာတုံခါမှုနှုံးကအရန်နဲ့ဆိုင်နေတဲ့ဒါကငါးကောင်ကြီးတယ်ဆိုတဲ့သဘောပဲအနည်းဆုံး3ပီတာ3ကီလိုခန့်ရှိမယ်။ငါးစာချတာကပညာရက်တစ်ခုပဲငါ့ဘုတ်ပစုံဘုတ်တွေနဲ့ချရင်တော့ငါးသေးအဖွဲတွေပဲလာလိမ့်မယ်။တကယ်ရွှေငါးကြီးတွေကအနံ့ခံရမ်းကောင်းတယ်ပုတ်ဆက်တဲ့အနံ့ရရင်ဝေးဝေးကိုပြေးကြလိမ့်မယ်။တန်ရှင်းလက်ဆက်တဲ့အနံ့ကိုသုံးရမယ်။သူတို့ကိုဒီရေပြင်မှာတဘာဝအစာတွေရှိနေတယ်လို့ထင်စေပြီးကိုယ့်ဘာသာကူးခတ်လာအောင်လုပ်ရမယ်လာကြပြီးငါးအုပ်တွေကနေရာရဲ့အောက်တဲ့မှာဆွယုံနေပြီးတိတ်တီးစာလုံလောက်ပြီးမှတ်ထားရမှာကငါးစာချတဲ့နေရာတစ်ခုမှာအခွင့်အရေးတစ်ချိန်ပဲရှိတယ်။ပိုက်ကွန်တဲ့ဟောက်ပဲချလို့ရမယ်စောစောချမိရင်ငါးတွေမစုသေးဘူး။နောက်ကြပြီးချမိရင်တော့ခေါင်းဆောင်ငါးကဝတ်သွားပြီးငါးအုပ်ကိုခေါ်သွားလိမ့်မယ်။ပထမတကွန်တင်အောင်မြင်ပြီးဒါပေမဲ့မလုံလောက်သေးဘူး။ကျွန်တော်သူတို့ကိုမြင်စေချင်တာကကံတရားမဟုတ်ဘူး။အရေးချင်းပဲဒီနေ့ဒီပင်လယ်ပြင်မှာငါကုန်းဘက်ကိုအပြည့်ဖြည့်သွားမယ်။အခြေခံအဖြစ်တော့တင်မောကဗလာပဲနင်းလို့ရှင်ဘာဖြစ်တာလဲအရင်နှစ်တွေကတင်မောအပြည့်နဲ့ပြန်လာတတ်တာမဟုတ်ဘူးလားပုံမှာအဟောက်ရဲ့တင်မောမဟုတ်လားရေထဲကိုအဲ့ဒီလောက်တောင်နက်နက်နစ်နေတာသူ့တင်မောထဲမှာဘာတွေတင်လာတာလဲလင်းဟောက်မင်းတင်မောထဲမှာဘာတွေတင်လာတာလဲငါးခုတဲပေးမဲ့သူရှိလားတယောက်ကိုရွမ်900ပေးမယ်လူ9ယောက်လောက်လိုတယ်2နာရီလောက်လုပ်ရမယ်
တဘာဝရွှေငါးကြီးတွေပါလားအားလုံးတဘာဝအတိုင်းဖမ်းမိတာတွေပဲမင်းတို့ဒီငါးကြီးကုန်တွေခန္ဓာကိုယ်ရွယ်စားတွေကိုကြည့်ဦးဒါအနည်းဆုံးတစ်ကောင်ကို3ပိတာရှိတယ်ဖျားကြီးဒါဘယ်နဲ့ပိတာတောင်ရှိမလဲအချိန်တစ်ထောင်မကတော့ဘူးထင်တယ်ဖဲပေးကြပါဘယ်သူမှမထိနဲ့ဒီငါးတွေအားလုံးငါကုန်ယူမယ်ဘယ်သူမှငါ့ကိုလူမဝဲနဲ့အဖိုးကြီးဝမ်မင်းဈေးတောင်မမေ့ရသေးဘူးလေဘာဈေးမေးရမှာလဲတဘာဝရွှေငါးကြီးတစ်ကောင်ချင်းစီ3ပိတာအထက်တင်မကသေးဘူးအရှင်တွေဖြစ်နေတာဒီလိုပစ္စည်းမျိုးကဈေးကွက်မှာအဖိုးဖြတ်လို့မရဘူးဖိုးကြီးလေးမြ မြအေးခန်းကားကိုစိတ်ကန်းကိုမောင်းလာခဲ့ဟုတ်တယ်အခုချက်ချင်းပဲအဟောက်ဒီငါးတွေကိုငါအမြင့်ဆုံးဈေးနဲ့ယူမယ်ငါရှင်ကရေခဲရိုက်ထက်3ဆပိုဈေးကြီးတယ်ဆိုတာမင်းသိသားပဲမင်းဈေးတစ်ခုပြောငါတို့အခုပဲငွေလဲကြရအောင်အရင်ဆုံးကားပေါ်တင်ပြီးတစ်ကောင်ချင်းစီအလေးချိန်တွက်မယ်မင်းရေသွေးကိုစစ်ဆေးပြီးမှဈေးနှုန်းကိုဖက်ညှိကြတာပေါ့ရတယ်မင်းပြောတဲ့အတိုင်းပဲငါချက်ချင်းလူခေါ်ပြီးအလေးချိန်ဆက်တဲခိုင်းလိုက်မယ်အားလုံးယူမယ်တော့ကောင်းပါပြီမင်းခဏနေဦးဘာကိစ္စလဲမင်းကြည့်ဦးလေမင်းအကိုဘက်မှာအရင်ကဖောက်တယ်ဟောင်းချို့ပစ္စည်းအသေးအတန်လိုချင်နေကြတာနှိမကူးခင်ကလူတွေကိုဂရိပေးထားတာပစ္စည်းမပေးနိုင်ရင်ဝန်ခံဂရိပြက်ကွက်မှုအတွက်ရော်ကြီးအများကြီးပေးရလိမ့်မယ်ဒီငါးတွေကိုအဖိုးကြီးဝန်စီအပြည့်အဝရောင်းလိုက်ပြီးမင်းရဲ့ဒီတင်မောထဲမှာအနည်းဆုံးအချိန်1000ကျော်ရှိတာပဲမင်းအကိုကိုပေါင်200 300လောက်ခွဲပေးလို့မရဘူးလားဘယ်လောက်လဲငါတို့ပတ်စံပေးပါမယ်မင်းကိုအရှုံးမခံစေရပါဘူးစရန်ငွေတောင်အကောင့်ထဲရောက်နေပြီးစရန်ငွေကဘယ်လောက်မို့လို့လဲမင်းအဖိုးကြီးဝန်ကိုပြောလိုက်ပြီးပေါင်200လောက်ချန်ခိုင်းလိုက်ပေါ့ဒါမင်းစကားတခုံးပဲမဟုတ်ဘူးလားအဖိုးကြီးလင်းဒီပစ္စည်းတွေကိုငါအပြည့်အဝပတ်စံချေပြီးဝယ်ထားတာစာချုပ်လဲချုပ်ပြီးမင်းငါကိုလာပြောလဲမထူးဘူးငါတို့ကမိသားစုတစ်ခုတည်းလေမိသားစုဟုတ်လားမင်းကတင်မမောင်းပြီးပိုက်ကွန်ချရုံပဲဤပညာတန်ဖိုးလဲအဲ့ဒီလောက်မမြင်ပါဘူးစိတ်ကန်းကဘသူ့ကိုမစိုးခေါ်ပြီးခိုင်းလို့ရတယ်ကျွန်တော်လက်ပလာနဲ့ပြန်လာပြီးဒူးထောက်တောင်းပန်တဲ့အထိစောင့်မယ်လို့ဒီနေ့မနက်ကအဖေပြောတာကျွန်တော်ကိုဒူးထောက်တောင်းပန်ခိုင်းမယ်ဆိုအခုတော့အဖေကိုယ်တိုင်ကျွန်တော်ရှေ့မှာရက်ပြီးတောင်းပန်နေရပြီးဒီငါးတွေကိုကျွန်တော်တယောက်တည်းတင်မောတစီတဲ့လက်နှစ်ဖက်ထဲနဲ့ဖမ်းလာတာတင်မောကကျွန်တော်တင်မောစီကကျွန်တော်ပတ်စံနဲ့ပိုက်ကွန်ကကျွန်တော်ပဲချတာကျွန်တော်အဖေတို့စီကဘာမှမကြွေးကြံတော့ဘူးဒီငါးတွေကလက်ဆက်လုံးလေမြင်ကားပေါ်တင်သမင်းမစားရသေးဘူးမလားမင်းအလုပ်ရှုပ်ပြီးမေ့သွားလိမ့်မယ်လို့ငါခံမှန်းမိတာပဲအမားကကျွန်တော်ဒီမှာရှိမှန်းဘယ်လိုသိလဲတရွာလုံးပြောနေကြတာလေအဟောက်ကတဘာဝရွှေငါးကြီးတွေတင်မောအပြည့်ဖမ်းလာလို့စိတ်ကမ်းမှာလူတွေပြည့်ကျက်နေတယ်ဆိုတာမင်းလုပ်ပြီးရင်အိမ်မပြန်ခြင်းတော့ဘူးလို့တွေးမိပြီးဒီမှာလာပြီးကန်ဆန်းကြည့်တာမစိတ်ကျွန်တော်ဒီနေ့စိတ်ကမ်းမှာအတန်ဖန်းဆက်ဖွင့်ပြခဲ့တယ်အင်းငါကြားပြီးပြီကျွန်တော်လုပ်တာလွန်သွားတယ်လို့ထင်လားလွန်သွားတယ်ဟုတ်လားသူတို့မင်းကိုရွှမ်း8တောင်းပဲခွဲပေးတော့ကသူတို့လွန်သလားလို့မင်းကိုမေးဘူးလို့လားဒီနေ့မနက်ကမင်းကိုကျေးဇူးကမ်းတဲ့ကောင်လို့ဆဲဆိုတော့ကပေါ်လွန်တယ်လို့ထင်ခဲ့ကြလားအဟောင်းမင်းသူတို့ဘောဘာမှမလွန်ဘူးမင်းကအမှန်တရားကိုပဲဖွင့်ပြောလိုက်တာဒါကိုအလွန်ကြုံလုပ်တယ်လို့မခေါ်ဘူးဒါကိုတရားမျှတမှုလို့ခေါ်တယ်ပထမဆုံးအကြိမ်ငါးဖမ်းတာရွှေငါးကြီးပေါင်1200ရွှေလေးသိန်း9000ရခဲ့တယ်သူကပြောတယ်ကျွန်တော်မှနီးပညာတန်ဖိုးမရှိဘူးတဲ့အခုတော့နီးပညာတန်ဖိုးကဘယ်လောက်တန်လဲဆိုတာသူသိသွားပြီးဒါပေမဲ့ဒါကအစပဲရှိသေးတယ်ကျွန်တော်ရဲ့ပင်လယ်ပြင်ကအခုမှစပြီးပွင့်လာတာလင်းလူကြီးပစ္စည်းကမပေးနိုင်ရင်စာချုပ်အတိုင်းရော်ကြီးတောင်းတော့မယ်ဟောက်သေး3ဦးနဲ့နှစ်ချုပ်ထားတဲ့စာချုပ်အရစုစုပေါင်းရွှေငါးကြီးပေါင်1500လိုတာမပေးနိုင်ရင်ဝန်ခံကတိပြက်ကွက်မှုရော်ကြီးကရွယ်နှစ်တန်းနီးပါးရှိတယ်ရွယ်နှစ်တန်းအဲ့ဒီတုန်းကတော့တေချာပေါက်ရမယ်ထင်ခဲ့တာပေါ့ဘသူတိမှလဲဒီနေ့ငါးတွေအကုန်ထွက်ပြေးသွားမယ်လို့အားလုံးကနင်းဟောက်ဆိုတဲ့ကျေးဇူးကမ်းတဲ့ကောင်ကြောင့်ပဲအရင်ကသူတင်မောပေါ်မှာရှိတုန်းကဘယ်တုန်းကတင်မောအပြည့်မရခဲ့လို့လဲသူမထွက်သွားခင်ငါတို့ရဲ့ငါးရှာဆက်ပေါ်မှာတခုခုလက်စော်သွားတာတေချာတယ်ငါးရှာဆက်ကိုကျွန်တော်စစ်ပြီးပြဿနာမရှိဘူးကျွန်တော်တို့ငါးရှာမတွေ့တာကစက်ပစ္စည်းနဲ့မဆိုင်ဘူးရွယ်နှစ်တန်းလင်းဖုံမင်းငါကိုတေးသေးချာချာပြောစမ်းငါတို့အိမ်ကရွယ်နှစ်တန်းထုတ်ပေးနိုင်လားမထုတ်ပေးနိုင်ဘူးဒါဆိုဘယ်လိုလုပ်မလဲအိမ်ကလည်းအလှဆင်ဖို့စရန်ငွေပေးလိုက်ပြီးကားကလည်းအရေးကြပေးရအောင်မယ်ဒါကြောင့်ပင်လေတဲ့နောက်တစ်ခေါက်ထွက်ရမယ်ငါဖမ်းမိုံနဲ့ပြဿနာအားလုံးပြေလည်သွားလိမ့်မယ်မင်းတို့အပြင်ကယာတီဥတုကိုကြည့်ဦးမိုးလေဝသကသတိပေးချက်ထုတ်ထားတယ်တန်ဘက်ခါမုန်တိုင်းဝင်မဲ့တဲ့အခုလိုချိန်ပင်လေထွက်တာကမုန်တိုင်းရှိလို့ပဲတခြားတင်မောတွေမထွက်ရဲကြတာအဲ့ဒါမှငါကိုလူဖမ်းမဲ့သူမရှိမှလေးလိုင်းကြီးလေငါးစီးကြီးလေပဲမင်းယူနေပြီလားအသက်ကိုမငဲ့တော့ဘူးလားဘာကြောင့်ဆရာရှိလဲငငယ်တုန်းကမုံတိုင်းရက်တွေမှာပင်လေထွက်တာ10ချိန်မကဘူးဘယ်တစ်ခေါက်ကဘေးကင်းကင်းပြန်မလာခဲ့လို့လဲအာဖုန်းရဲ့တင်မောကကြီးတယ်စက်ပစ္စည်းလည်းကောင်းတယ်ငါငငယ်တုန်းကလေငယ်ထက်အစတရာပိုတာတယ်ဒါဆိုဖိုးကြီးချမ်းကအဖိုးကြီးချမ်းကိုမင်းတို့နဲ့အတူလိုက်ခိုင်းမလားအဖိုးကြီးချမ်းလားငါဖုန်းဆက်ကြည့်ပြီးမုံတိုင်းရဲ့ပင်လေထွက်မယ်ဆိုတာကြားတာနဲ့ငါ့ကိုချက်ချင်းမလို့လိုက်တယ်သူ့ကိုမလိုပါဘူးလင်းဟောက်တယောက်ထဲတောင်အချိန်1000ဖမ်းနိုင်တာငါတို့သားဖ2ယောက်ကသူတယောက်ထဲကိုမရှင်းနိုင်စရာလားကဲသွားကြစို့အရှိဘက်ကိုကြည့်ဒီလိုရာသီဥတုမျိုးမှာငါးတွေကရေနက်ပိုင်းကိုသွားပြီးမုန်တိုင်းခိုတဲ့နေရာရှာတက်ကြတယ်အနောက်တောင်ဘက်ကိုမောင်းအဲ့ဒီဘက်မှာပင်လယ်ကုန်းမြောင်ကွေးတဲ့နေရာရှိတယ်ငါးတွေတေချာပေါက်အဲ့ဒီမှာရှိလိမ့်မယ်ရပြီအဖေကြည့်ပါဦးအကြီးကြီးပဲငါဘာပြောခဲ့လဲပိုက်ချမြန်ပိုက်ချလာပြီးရွှေငါးကြီးတွေပဲမကြည့်ဦးအနည်းဆုံးပေါင်100ကျော်တယ်နောက်တကွန်ထက်ချငါအုပ်မပြေသေးဘူးမြန်နောက်တကွန်ထက်ချမင်းကိုဘက်ကိုကြည့်ဦးမုန်တိုင်းကအချိန်စောပြီးရောက်လာပြီးပြန်မယ်ချက်ချင်းပြန်မယ်မီတော့ဘူးလေကစိတ်ကမ်းဘက်ကနေတိုက်လာတာလေအစံကိုမောင်းလို့မရတော့ဘူးကြောက်ဆောင်ကိုတိုက်မိပြီးအဖုံးအဝတ်စားတွေကိုဂယုမဆိုင်နဲ့တော့တက်လာတော့တင်းမောနစ်တော့မယ်သွားပြီးဒီတခါတော့တကယ်သွားပြီး
သွားပြီအကုန်သွားပြီအဖေကျွန်တော်ကိုတေချာကင်ထားမလွတ်မိစေနဲ့ရွာသားတွေကပြောတယ်မင်းအကိုနဲ့မင်းအဖေဒီနေ့ပင်လယ်ထွက်သွားတယ်တဲ့ဒီလိုရာသီဥလူမျိုးမှာကျွန်တော်သိတယ်ကျွန်တော်ကြားတယ်ဘာကြားတာလဲတင်မောကြောက်ဆောင်တိုင်းမိတဲ့အတန်ဦးတီချက်ကအနောက်တောင်ဘက်ကမ်းခြေကနေ10 မိုင်ကျော်အကွာမှာမင်းတေချာလို့လားကျွန်တော်ကိုကယ်ဆယ်ရေးဖုန်းခေါ်ပေးပါကျွန်တော်အရင်စိတ်ကန်းကိုသွားမယ်ဦးလေးကျိုးစီမှာစပီးဘုတ်တစ်စီးရှိတယ်အဲ့ဒီရေလိုင်းကိုတောက်ခံနိုင်တယ်မင်းတယောက်တည်းဒီလိုလေးလိုင်းနဲ့သွားမလို့လားသူတို့ကလူယုံမာတွေဖြစ်ပေမဲ့ပင်လယ်ထဲမှာတော့အသေးမခံနိုင်ဘူးဖန်ထားကျိုးကိုခါမှာပတ်ထားကောင်းပြီစကားမပြောနဲ့ဦးကျိုးကိုမိပြီလားရပြီကျိုးကိုမိပြီအားဆိုင်ပြီးခုံချလိုက်ကျွန်တော်ဖေကိုဆွဲခေါ်မယ်မင်းလည်းပဲကျိုးကိုကင်ထားမင်းဘာလို့ငါ့ကိုလာခဲ့တာလဲဘာလို့လဲဆိုတော့မင်းတည်သွားရင်ငါ့ကိုလူတွေကမြင်လျက်နဲ့မကယ်ဘူးလို့ပြောကြမှာစိုးလို့ပြန်လာပြီလူတွေဘာမှမဖြစ်ဘူးမလားတော်သေးတယ်အဟောက်မြန်သွားလို့နောက်ထပ်နာရီဝက်လောက်နောက်ကျရင်တင်းမောနစ်သွားပြီအဟောက်ခဏနေဦးသူတို့ပြောတယ်အဖုံးရဲ့တင်းမောပျက်စီးသွားပြီတဲ့တင်းမောမရှိရင်ငါးဖမ်းလို့မရတော့ဘူးငါးဖမ်းလို့မရရင်အဲ့ဒီစာချုပ်တွေအားလုံးပျက်စီးကုန်ပြီမင်းကြည့်ဦးမင်းရဲ့ဒီတင်းမောကလည်းဘာပဲဖြစ်ဖြစ်တယောက်တည်းဆိုတော့မနိုင်မနှင်းဖြစ်နေတာအဖုံးကိုမင်းနဲ့အတူရှယ်ယာထည့်ခိုင်းပြီးမင်းတို့ညီကို2ယောက်အတူတူလောက်ကြရင်ကောအဆန်ရရင်9 ပုံခွဲတာပေါ့မရဘူးမင်း6 ပုံသူ4 ပုံဆိုရင်ကောရမလားကျွန်တော်အဖေတို့ကိုပင်လယ်ထဲကနေခုလေးတင်ဆဲတင်လာတာအဝတ်စားပေါ်ကရေတောင်မချောက်သေးဘူးအဖေကကျွန်တော်ကိုရှယ်ယာအကြောင်းလာပြောနေတယ်ပေါ့ဒါကတကန်ဒစီလီငါတို့ကမိသားစုတစ်ခုတည်းပဲကျွန်တော်မိကုန်းတစ်ခုမင်းမယ်ကျွန်တော်တင်းမောပေါ်တက်ကလေးကအခုထိအဖေကျေးဇူးတင်ပါတယ်ဆိုတဲ့စကားလုံးကိုပြောဘူးလားမင်းကောကျွန်တော်အရင်ကအဖေတို့စီကအကျွေးတင်ခဲ့တာတွေကိုကျွန်တော်အဲ့ဒီတင်းမောကနေထွက်ခွာသွားတဲ့နေ့ကလေးကအကုန်ဆက်ပြီးသားဒီနေ့ဒီအသက်ကကျွန်တော်အလကားပေးလိုက်တာကျေးဇူးတင်စရာလည်းမလိုဘူးဒါကိုအရင်နှီးလုပ်ပြီးကျွန်တော်ကိုလာပြီးစီကန့်ချက်တွေလာမပြောနဲ့အဟောက်မင်းတစ်ချိန်လောက်တော့ခွင့်မလွတ်နိုင်ဘူးလားငါတို့အတူတူပင်လယ်ထွက်ကြရအောင်ငါကတိပေးပါတယ်လင်းဖုန်းတေးတေးချာချာနားထောင်ဒီနေ့ကစပြီးကျွန်တော်တည်တဲ့အထိမင်းနဲ့အတူပင်လယ်ဘယ်တော့မှထွက်မှာမဟုတ်ဘူးဒီစကားကိုကျွန်တော်တစ်ချိန်ပဲပြောမယ်ကျွန်တော်သူတို့ကိုကယ်ခဲ့တာကခွင့်လွတ်လို့မဟုတ်ဘူးကျွန်တော်ကိုကျွန်တော်သူတို့လိုလူမျိုးအဖြစ်မခံခြင်းလို့ကယ်ခဲ့တာဒါပေမဲ့ခွင့်လွတ်တာကတကန်ဒဆက်ပြီးအတုံးချခံရတာကနောက်တကန်ဒဒီပင်လယ်ပြင်ကလူတိုင်းရဲ့ရည်မှန်းချက်တွေကိုစက်နိုင်လောက်အောင်ကြီးမားပါတယ်ဒါပေမဲ့ကျွန်တော်တင်မောပေါ်မှာတော့ကျွန်တော်ကိုယ်တိုင်ရွေးချယ်တဲ့လူပဲတင်မယ်ပင်လယ်ပြင်ကြီးကဒီလောက်ကြီးတာမင်းကနောက်တစ်ခေါက်ထွက်အောင်မလို့လားမုံတိုင်းခုလေးတင်ပြီးသွားတာငါးကြီးတွေကရေတိမ်ပိုင်းကိုမောင်းထုတ်ခံရတာမို့အခုအခွင့်အရေးလွတ်သွားရင်နောက်တစ်နှစ်ဆောင်ရလိမ့်မယ်အများဆုံး9 ရက်ပဲအထက်မမြောင်းနေမှာမပြန်လာရင်ကိုယ်တိုင်တင်မောငါပြီးမင်းကိုလိုက်ရှာမယ်ကျွန်တော်ပြန်လာရင်အမကိုအံ့ဩစရာအကြီးကြီးပေးမယ်အကောင်43ကောင်ရှိတယ်ဒါပေမဲ့ဒါကအနည်းပဲရှိသေးတယ်တကယ်ပစ္စည်းကြီးကြီးကတခြားတနေရာမှာရှိတာဒါကပြုတ်ဝဲကြောက်ဆောင်ပဲမိနစ်ကလေးကဒီမှာပွင့်နေတဲ့ကမာခရူကြီးတစ်ခုရှိတာကိုတွေ့ခဲ့တာဒါပေမဲ့ဘာမှမလုပ်ခဲ့ဘူးဒီနှစ်တော့အချိန်တန်ပြီးဦးလေးဟောက်ပြန်လာပြီလားသမီးနဲ့အမေစိတ်ကမ်းမှာဦးလေးကိုနေ့တိုင်းစောင့်နေတာဦးလေးပြောခဲ့တယ်မလား9 ရက်ဆို9 ရက်ပဲပြန်လာမယ်လို့အားလုံးအရှင်တွေကြီးပဲဒါအကောင်40ကျော်ရှိမယ်ထင်တယ်တကောင်ကို5 ပိတာရှိတယ်ဖျားကြီးဒါကဘာလဲတဘာဝအေယာမငါးကြီးပါလားအရှင်လက်ကြေးကုန်တစ်ခုမှမကျွတ်သေးဘူးဒါအနည်းဆုံးပေါင်150ကျော်မဲထင်းနဲ့ပေါင်160နဲ့ပေါင်တင်းမောပေါ်မှာအလေးချိန်ချိန်ခဲ့ပြီးပြီအဟောက်ငါဒီအလုပ်လုပ်တာနှစ်30ရှိပြီတဘာဝအေယာမငါးကြီးအရှင်ကိုစာအုပ်ထဲမှာပဲမြင်ဘူးတာဒီငါးကိုရွမ်း2 သိန်းပေးမယ်ငါရွမ်း2 သိန်းပေးမယ်အဟောက်မင်းပါလုပ်တာလေဒီပလဲလုံးလေးကကျွန်တော်ပင်လယ်အောက်ခြေကကြောက်ဆောင်ထဲမှာရှာတွေ့ခဲ့တာပွင့်နေတဲ့ကမာခရူကြီးထဲမှာဒီတလုံးပဲရှိတာကျွန်တော်မိနစ်ကလေးကတွေ့ခဲ့တာဒါပေမဲ့တခါမှမယူခဲ့ဘူးဘာလို့လဲဆိုတော့ကျွန်တော်စောင့်နေခဲ့တာကျွန်တော်မှဒါကိုလက်ဆောင်ပေးဖို့အရေးချင်းပြည့်မီမဲနေ့ကိုစောင့်နေခဲ့တာအမစိမ့်အမကျွန်တော်ကိုလက်ထပ်မလားမင်းကတော့ဦးချောင်းချောင်းနိုင်လိုက်တာဘာလို့ကျမ်းပြင်ပေါ်မှာဒူးထောက်နေရတာလဲသဘောတူတယ်ကျမသဘောတူတယ်ဖေနဲ့အမေကပြောကြတယ်ကျွန်တော်ကတတော်ဝါဆန်းနဲ့ကျွန်တော်ဒီတက်တက်မင်းမရမှာမဟုတ်ဘူးတဲ့ဒါပေမဲ့ပင်လေကြီးကကျွန်တော်ကိုအရေးချင်းပေးခဲ့တယ်လို့အကောင်းဆုံးလူကိုလည်းပေးခဲ့တယ်ဒီနေ့ကစပြီးကျွန်တော်တင်မောပေါ်မှာကျွန်တော်တယောက်တည်းရှိတော့မှာမဟုတ်ပါဘူးမင်းဘာလုပ်နေတာလဲရှင်းမမြင်ဘူးလားထွက်သွားမလို့လေထွက်မသွားပါနဲ့အခုကိစ္စတွေကဖြေရှင်းလို့ရပါသေးတယ်ဟုတ်ပြီ3 ဦးကပူပေါင်းပြီးတရားစွဲထားတာဝန်ခံကတိပြက်ကွက်မှုရော်ကြီးကရွမ်း2 တန်း8 သိန်းတင်မောလည်းမရှိတော့ဘူးပစ္စည်းလည်းမပေးနိုင်ဘူးရော်လည်းမရော်နိုင်ဘူးဘာပိုက်ဆံရှာရမှာလဲလင်းဖုံးကမင်းနဲ့အတူအစားကနေပြန်စားမဲ့လူမဟုတ်ဘူးထမ်းမဆောင်ပါနဲ့တော့တရားရုံးကဘာပြောလဲ3 ဦးပေါင်းရော်ကြီးရွမ်း2 တန်း8 သိန်း3 တောင်းကားရောက်တာရွမ်း1 သိန်းကျော်ရတဲ့အင်ကိုလေးလံပစ်ပြီးရင်ရွမ်း4 သိန်း5 သိန်းပဲကြံမဲဆက်ပြီးရွမ်း2 တန်းကျော်လို့သေးတယ်အဖေကျွန်တော်တို့ဘဝတော့သွားပြီမိမိလေးကိုတောင်းပန်ပြီးကူညီခိုင်းရင်ရောသူ့အကြောင်းမပြောပါနဲ့ကျွန်တော်ထောင်ကြရင်ကြပါစေသူ့ကိုတော့သွားမတောင်းပန်ချင်ဘူးအဖေဘယ်လိုဖြစ်တာလဲကဲကြပါဦး
လင်းကျန်ကော်ရဲ့မိသားစုဝင်လားအရေးပေါ်အခြေအနေကတော့တည်ငြိမ်သွားပါပြီဒါပေမဲ့နှလုံးခွဲစိတ်မှုလုပ်ရပါမယ်အနည်းဆုံးရွမ်းဆက်9000ကုန်ပါမယ်မင်းခေါ်ဆိုသောဖုန်းမှာဆက်ပိတ်ထားပါသဖြင့်မင်းခေါ်ဆိုသောဖုန်းမှာဆက်ပိတ်ထားပါသဖြင့်ရွမ်းဆက်9000ငါဘယ်ကနေရွမ်းဆက်9000သွားရှာရမလဲမင်းရဲ့အမှုကောဘယ်လိုလဲကားလေးရောင်းပြီးအိမ်လဲလေးလံတင်နေတယ်ရွမ်းနှစ်တန်းကျော်လို့သေးတယ်သူထွက်သွားပြီးကလေးကိုလည်းခေါ်သွားပြီးအားလုံးကငါကြောင့်ပဲအဲ့ဒီတုန်းကမင်းကိုမုန်တိုင်းရက်မှာပင်လယ်မထွက်ခိုင်းတင်ဘူးအဖေအခုဒါကိုပြောတော့ဘာထူးမှလည်းအဟောက်စီသွားကြည့်ပါလားပြောပါနဲ့အဖုံးအဲ့ဒီတုန်းကရွမ်းတတန်းကို3000နဲ့ကအဟောက်ကို8000ပဲပေးတာကမင်းတကယ်ပဲတရားမျှတတယ်လို့ထင်လားမတရားဘူးဒါပေမဲ့အဲ့ဒီတုန်းကသူထွက်သွားလိမ့်မယ်လို့မထင်ခဲ့ဘူးသူကျွန်တော်မရှိရင်ဘာမှမလုပ်နိုင်ဘူးလို့ထင်ခဲ့တာငါတို့အားလုံးကသူ့ကိုပြန်မခုခံရတဲ့လူတစ်ယောက်လိုပဲသဘောထားခဲ့ကြတာခွဲစိတ်ခါကိုနီးလန်းရှာပါမယ်အဖေစိတ်မပူပါနဲ့တော်ဆန်းပါရွမ်းဆက်9000ကိုဘယ်ကနေနီးလန်းသွားရှာမှာလဲကျွန်တော်သွားချင်းမယ်တကယ်လို့မရရင်စိတ်ကမ်းမှာအထမ်းသွားထမ်းမယ်မင်းကအထမ်းသွားထမ်းမယ်ဟုတ်လားမင်းကမျက်နာကိုဘယ်နာသွားထားရမလဲအဖေမလုပ်ပါနဲ့ငါဒီတသက်တိတ်ခါကိုတသက်လုံးဖက်တွေလာခဲ့တာနောက်ဆုံးကြတော့သားနှစ်ယောက်လုံးကိုဒုက္ခပေးလိုက်ရတယ်အဟောက်အဲ့ဒီကလေးငငယ်ကလေးကအခုအထိငါသူ့ကိုစကားကောင်းတစ်ခုမှမပြောခဲ့ဘူးငါသူ့ကိုတကယ်အားနာမိပါတယ်ငါသားလေးကိုအချင်းမြင်သေးပြီးစိတ်တန်ရာရအောင်ပြောဆိုပြုမှုခဲ့တာတွေအတွက်နောက်တရားမိပါတယ်လူတိုင်းကိုရဲ့အပေါ်အနစ်နာခံပြီးအကောင်းဆုံးလုပ်ပေးတဲ့သူကိုအနားမှာရှိတုံးတန်ဖိုးထားရပါမယ်စိတ်နာပြီးတသက်လုံးထွက်သွားတော့မှနောက်တရားနေလေဘာမှမထူးပါဘူးမိဘဆိုတာသားသမီးတွေအပေါ်တန်းတူညီမျှဆက်ဆံပြီးချစ်မြတ်တာအတူတူပေးရပါမယ်ခွဲခြားဆက်ဆံပြီးခိနိတာကမတရားခံစားရတဲ့သားသမီးတွေအတွက်ကုစားဖို့မလွယ်တဲ့စိတ်တန်ရာကိုရစေပါတယ်မိသားစုစိတ်တက်မရှိပဲသူတစ်ပါးပေါ်ခေါင်းပုံဖြတ်ခြင်းနဲ့ကိုအထင်ကြီးလွန်ခြင်းကနောက်ဆုံးမှာဆုံးရှုံးပျက်စီးခြင်းကိုသာဖြစ်စေပါတယ်ဇလန်းလေးလေးဒီမှာပဲဆက်တိန်းသွားပါပြီအခုလိုပညာပေးဇလန်းလေးတွေကြိုက်ကြလားကြည့်ရအဆင်ပြေကြလားဆိုတာကိုမန့်မှာရေးခဲ့နော်